တစ်ခုက的ဆိုတာ i ပိုင်ဆိုင်ခြင်းပြနော်ဒီမှာ i 的အဲ့တော့你的你ဟာ你ရဲ့ဟာ我的ငါဟာငါရဲ့ဟာ他的သူဟာသူရဲ့ဟာညီမလေးဆိုတာ妹妹သူ့ရဲ့ညီမလေး他的妹妹အဲ့လိုပါပဲHello 大家好完成class ကနေကြိုဆိုပါတယ်ဒီနေ့မှာတော့တရုတ်စာပေါ့အခြေခံတရုတ်စာရဲ့သင်ခန်းစာ2ကိုတွားရအောင်သင်ခန်းစာ1ကတော့အရှိရဗီဒီယိုလေးမှာပြင်သွားပြီးလေ့လာလို့ရပါတယ်ဒီနေ့သင်ခန်းစာ2ကိုဆက်သွားပါမယ်သင်ခန်းစာ2ကကြတော့你是谁你是谁တင်ကဘယ်သူလဲဆိုတဲ့အခန်းပါဒီထဲမှာအဓိကတော့ grammar pattern နဲ့ပါတယ်ပေါ့နော်ဒီထဲက grammar အဓိကတော့是ဆိုတဲ့ဟာပဲ是ဆိုတာကအင်္ဂလိပ်လို့ဆိုရင်တော့ MS Word ဆွဲပေါ့ပမာလို့ဆိုရင်တော့ဖြစ်တည်ဟုတ်တည်အဲ့လိုမျိုးအသိပဲပါအဲ့ဆိုဒီသင်ခန်းစာအတွက်လည်းသူက meaning ရှိမယ်ပြီးလို့ရှိရင်အောက်က grammar တွေစာကြောင်းတွေရှိမယ်ပေါ့ဒီနေ့ကတော့ meaning ပဲတွားရအောင်ဒီသင်ခန်းစာနှစ်မှာကတော့ meaning 18လုံးရှိပါတယ်ဒီ18လုံးကိုရအောင်ကြက်ထားပါဒီ meaning တွေရနေမှာပဲစကားပြောတဲ့အခါမှာထုတ်ပြဖို့စကားလုံးတွေရှိမှာပေါ့နှုတ်မလို့ရှိရင် meaning တွေမကြက်ထားရင်စကားတခွန်းကောင်းကောင်းပြောနိုင်မှာလည်းမဟုတ်အဲ့တော့ meaning ကိုရအောင်ကြက်ထားပါအဲ့ဆိုပထမဆုံးအသိပ္ပယ်နဲ့အတန်ထွက်ကိုပြပြပေးပါမယ်ဒီအခါက你是谁နော်你是谁တင်ကဘာတူလဲအဲ့တော့နင်ကဘာတူငါကဘာတူဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှအဓိကပြောမှာပေါ့အရင်ဆုံး你呢一呢三声你呢一呢三声你တင်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နော်နင်ခမရမင်း第二个那么我呜哦喔三声我呜哦喔三声我ငါကျွန်တော်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီမှာဖင်းမရတဲ့လူတွေအတွက်မြန်မာလိုလဲအနည်းဆက်ဆုံးအတန်ရေးပေးထားတယ်ပေါ့နော်အတန်နိုင်ဆုံးတော့ရေးပေးထားပါတယ်မင်းနေမရအောင်ဆိုလို့ရှင်တော့ဒီပမာစာအတန်ထွက်လေးဒီကြည့်ပြီးတော့မှကြက်မှတ်လို့ရပါတယ်နံပါတ်3ဆိုတော့第三နော်နံပါတ်3第三个他他一声他ဆိုတာသူကိုပြောတာပါနော်သူနံပါတ်4第四个他一声他သူမအတန်ထွက်ကတူပဲဒါပေမဲ့ရေးပုံရေးနည်းကကွာသွားတယ်အဲ့ဒါကိုသတိထားပါနော်他နံပါတ်5က闷闷ဆိုတာတို့အများပြောတဲ့နေရာမှာသုံးတာပေါ့ဥပမာအဖြစ်ဆိုလို့ရှိရင်你们နင်တို့我们ငါတို့他们သူတို့他们သူမတို့နံပါတ်6က四声是ပမာလိုကတော့是လို့တော့ပြောထားတယ်是တော့မဟုတ်ဘူးပေါ့နော်是ဆိုတာကတော့ဖြစ်သည်ဟုတ်သည်ကဥမာအဖြစ်ကျွန်တော်ကတယောက်ယောက်ပေါ့ကျွန်တော်ကအောင်ကျွန်တော်ဆိုတာ我是ဆိုတာက我是အောင်ကျွန်တော်ကအောင်အဲ့လိုမျိုးအသေးပဲပါเนาะကျွန်တော်ကအောင်ဖြစ်ပါသည်နံပါတ်9谁是 a 谁二声谁မှာကအတန်ထွက်နှစ်ခုရှိရယ်是 a 谁二声谁是微谁二声谁အရင်ခေတ်ကလူတွေပေါ့နော်အရင်ခေတ်လည်းမဟုတ်ပါဘူးအရင်တော့တရုတ်လူမျိုးတွေဆိုသူတို့ကရွှေလို့ပြောတာများတယ်အခုခေတ်လူငယ်တွေကတော့ရွှေလို့သုံးတာများတယ်ပေါ့နှစ်ခုလုံးအတန်ထွက်တူတူပါနှစ်ခုလုံးအတိတ်ပဲကတော့တူတူပါပဲရွှေနော်ဘာတူလဲနင်ကဘာတူလဲနော်ရွှေနံပါတ်8第8个的ရဲ့အတိတ်ပဲကတော့ဤရဲ့ဟာဥမာဖြင့်ငါဟာ我的နော်သူဟာ他的သူမဟာ他的နင်ဟာ你的အဲ့လိုမျိုးအသေးပဲပါနော်的နံပါတ်9第9个爸爸ပေါ်အားပါ四声爸ပေါ်အားပါ爸လို့မပြောနော်爸လို့မပြောအနောက်ကတလုံးကအတန်ဖြော့ဆိုတော့ဒီလိုမျိုးလေးပြောတာပါအတန်လေးမထွက်ဘူးနော်爸အဖေနံပါတ်10က妈妈摸阿妈一声妈摸阿妈အမေနံပါတ်11ကကြတော့哥哥一声哥哥အကိုနံပါတ်12က姐姐大概鸡大概耶鸡耶接三声姐鸡耶接姐姐ဒီဖင်းမရတဲ့လူတွေကအရှိရဗီဒီယိုဖင်းဗီဒီယိုမှာတွားပြီးဖင်းတွေကိုရအောင်ရေးချက်ပါပြီးကြမှာဒီရဲ့ဟာလေးကိုရအောင်လာချက်ပါ姐姐အမပြီးနံပါတ်13က弟弟的一滴四声弟的一滴弟弟ဆိုတာကမောင်လေးညီလေး弟弟နံပါတ်14က妹妹摸a妹四声妹摸a妹ညီမလေးနံပါတ်15က老师了凹老三声老师一声师
老师老师ဆရာဆရာမနော်ဆရာဆရာမဆရာမလည်းဟုတ်ပါတယ်ဆရာလည်းဟုတ်ပါတယ်老师အဲ့ဆိုရင်ကျွန်တော်က老师မှတ်မိဒီလားမသိနော်ကျွန်တော်ဆိုတာ我ကဆိုတော့是ကျွန်တော်ကဆိုတော့我是ဆရာမဆိုတာ老师ကျွန်တော်ကဆရာမဆိုရင်我是老师လွယ်လွယ်လေးပဲဟုတ်နော်那么16က医生医生一生一是恩生一生生医生ဆရာဝန်医生ဆရာဝန်那么19က朋友坡恩喷二声朋一欧优三声友朋友朋友ဒီဟာကိုအချို့က朋友လို့လည်းဖတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီရဲ့အင်အတန်ကိုပေါ့နော်သူတို့ကအုံအတန်ယူပြီးဖတ်ကြတာနော်朋友ဒါပေမဲ့အတန်ထွက်အမှန်က朋友နော်朋友တကယ်ချင်းနံပါတ်18က老板老板了凹老三声老波安班三声板老板老板ဒီမှာတခုတော့ရှိရဲ့အရှိမနီးဟောက်ဆိုတဲ့အထက်မှာလည်းပြောဘူးရဲ့နော်三声နဲ့三声နဲ့တွေ့တဲ့အခါမှာဆိုရင်ဒီအရှိလုံးက三声ကတော့二声ချိန်မယ်အဲ့တော့老နော်老板ဖြစ်သွားမယ်老板老板မဟုတ်နော်老板二声ချိန်မှာတင်ရုပ်ထဲမှာပေါ့နော်တင်ရုပ်ထဲမှာပြောတယ်二声နဲ့三声ကြားရတဲ့အတန်ကိုယူမယ်တဲ့အဲဆိုတော့အဲ့လိုမျိုးလည်းမယူတော့တခါလေးနှစ်တန်ကိုယူလိုက်တော့老နော်老板တတိသူမှအတိတ်ပဲတစ်ခုရှိရပေါ့တစ်ခုကတော့တတိနော်သူကငါရဲ့တတိနော်သူကငါရဲ့အလုပ်ရှင်အဲ့လိုမျိုးတတိနောက်တစ်ခုကကြတော့ဆိုင်ရှင်နော်တကူကူပေါ့မုံဆိုင်ပဲဖြစ်ဖြစ်စားတော့ဆိုင်ပဲဖြစ်ဖြစ်老板ဆိုပြီးပြောကြတာနော်အဲ့ဒါဆိုင်ရှင်ကိုပြောတာပါအတန်ထွက်နောက်တစ်ခေါက်ပြန်ဖတ်ပြပေးပါမယ်နံပါတ်1က你我他们是谁ဒါမှမဟုတ်ရင်谁的爸爸妈妈哥哥姐姐弟弟妹妹老师医生朋友老板ဒါပါပဲအတန်ထွက်ကိုရအောင်ဆိုတတ်အောင်လုပ်ပါပြီးရင်အတိတ်ပဲလေးနဲ့တွဲချက်လိုက်ပါချက်ပြီးသွားပြီဆိုလို့ရှိရင်တော့ရေးတဲ့ဟာလေးပြီးပြောပြမယ်နော်အခုလောလောဆယ်တော့ဒီရဲ့ဟာလေးဒီရဲ့ဘေးကဟာလေးပြောပြပေးပါမယ်အဲ့ဒါခုနကတော့ငါတို့ပြောထားတယ်မန်ဆိုတာတို့အဲ့တော့你们我们他们你们နင်တို့我们ကျွန်တော်တို့ငါတို့他们သူတို့မင်္ဂလေးတွေဆိုလို့ရှိရင်တော့ဒီရ他们ပေါ့ဒူမတို့ပြီးရင်အောက်ကတစ်ခု是ဆိုတာဒီမှာဟုတ်ဒီဖြစ်ဒီကအဲ့ဒါပြောတာပါเนาะအဲ့တော့ငါကအောင်ဖြစ်ပါတယ်သူကမောင်ဖြစ်ပါတယ်ကျွန်တော်ကကျောင်းဆရာမဖြစ်ပါတယ်အဲ့ဒီကဖြစ်ပါဒီကိုပြောတာပါအဲ့တော့你是တင်က我是ကျွန်တော်ကငါက他是သူကဥမာဖြင့်ဆိုလို့ရှိရင်ဒီမှာဆရာဝန်ဆိုတာ醫生သူကဆရာဝန်ဖြစ်ပါတယ်เนาะသူကဆိုတော့他是ဆရာဝန်ဆိုတာ醫生အဲ့တော့他是醫生အဲ့လိုမျိုးပြောလို့ရပါတယ်နောက်တစ်ခုက the ဆိုတာ i ပိုင်ဆိုင်ခြင်းပြเนาะဒီမှာ i the အဲ့တော့你的你哈你也哈我的ငါဟာငါရဲ့ဟာ他的သူဟာသူရဲ့ဟာညီမလေးဆိုတာ妹妹သူ့ရဲ့ညီမလေး他的妹妹အဲ့လိုပါပဲ